အခုဆိုရင်ဒီ VPN ကနေတဆင့်သူများရဲ့အချက်အလက်ကိုခိုးယူပြီးတော့ကြားဖြတ်လုပ်ငန်းလှုပ်ဆောင်တဲ့အဖွဲ့အစည်းတွေဟာအများအပြားရှိလာပြီဆိုပြီးကမ္ဘောဒီးယားအစိုးရကနေကမ္ဘောဒီးယားရေးတပ်ဖွဲ့တွေထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။သူတို့ဟာဒီအထူးသဖြင့် VPN free သုံးတဲ့သူတွေတတိထားမှာဖြစ်ပါတယ်။တချို့လူတွေကမသိဘူးနော် VPN ဆိုတာသူတို့အရန်လုံခြုံနေတင်တာ VPN free သုံးတဲ့သူတွေကဘယ်လိုဖြစ်တယ်လဲဆိုရင်သူကလုံခြုံမှုမရှိဘူး VPN ဆိုတာသူကဖွင့်သုံးလိုက်တာနဲ့မင်းရဲ့အချက်လက်မင်းဖုန်းထဲမှာရှိတဲ့ဟာအကုန်လုံးကိုသူတို့ကဒီရရှိသွားမှာဖြစ်ပါတယ်။အဲအကြောင်းဒီ VPN free သုံးတဲ့သူတွေဟာကိုယ့်ရဲ့ဒီငွေပေးချေမှုလုပ်တဲ့အခါအထူးသဖြင့်ဒီ KB တော့ဝေချက်ဟောင်ပေါင်းတော့အဲ့လိုမျိုးတွေကိုငွေပေးချေတဲ့အခါ VPN free ဖွင့်ထားရင်ပိတ်ပိတ်ပေးတာအကောင်းဆုံးဖြစ်ပါတယ်။မဟုတ်ဘူးဆိုရင်မျိုး VPN free အဲ့ဒီမျိုးဟာဖွင့်သုံးပြီးတော့ပေးလိုက်ပြီဆိုရင်မင်းရဲ့ငွေပေးချေတဲ့ password တွေပါအကုန်လုံးတည်ပြီးတော့မင်းရဲ့ပတ်စံတွေအကုန်လုံးတမသွားမှာပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒီ VPN ဆိုတာကသူကဒီကိုကအထူးသဖြင့်ပတ်စံပေးပြီးတုံးနေဆုံးကတော့မျိုးပေါ့အဲ့ဒါလုံခြုံမှုရှိတယ်။ဘာဖြစ်လို့လဲဆိုရင်အဲ့ဒါကသူတို့ကဒီအစိုးရကိုမပုံတင်ပြီးတော့လှုပ်ဆောင်ထားတဲ့ဒီ VPN တွေမလို့သူတို့အဲ့လိုမျိုးလုပ်လို့မရဘူး။လုပ်ပြီးဆိုရင်လည်းသူတို့ဟာတန်ငွေတွေထောင်နှစ်ရှည်တွေကြာတာမလို့တုံးမယ်ဆိုရင်လည်းကိုက VPN ပတ်စံပေးပြီးတုံးတဲ့ဟာဆိုတော့တမျိုးလုံခြုံတာပေါ့အခုဒီဖြစ်เสียဆိုရင်သူတို့ဒီအဲ့လိုမျိုးဒီအခုဖမ်းမိတဲ့ပေါ့ကမ္ဘောဒီးယားဖမ်းမိတဲ့အဲ့ဒီအဖွဲ့အစည်းအဆိုရင်သူတို့ထုတ်ထားတဲ့ VPN free ဆိုတာ400ကျော်ရှိတယ်ဆိုပြီးသူတို့ကပြောထားတာဟုတ်ပါတယ်ပြီးတော့သူတို့ကအဲ့ဒီကနေဒီကမ္ဘောဒီးယားမလေးရှားဖိလစ်ပင်းအထူးသဖြင့်အဲ3နိုင်ငံကနေသူတို့ကအများအပြားတဲ့မျိုးတစ်စစ်အမျိုး VPN free ကိုဖြန့်ကျက်ထားပြီးတော့ဒီအထူးသဖြင့်ဒီPlay Store တို့စသဖြင့်အကုန်လုံးမှာသူတို့ကတင်ထားလေနော်သူတို့အဲ့ကနေ download ဆွဲပြီးတော့သူများတွေတုံးတယ်သူတို့အဲ့ဒီ VPN free ကိုဖွင့်ထားပြီးတော့သူတို့တွေဘန်ကတ်တွေတုံးတယ်ငွေပေးချေမှုတွေလုပ်တယ်အဲ့ကနေတစ်ဆင့်အချက်လက်တွေခိုးယူပြီးတော့အဲ့လိုမျိုးတွေအများကြီးသူတို့ငွေကြေးလိမ်သွားတာဖြစ်တယ်ဆိုပြီးတော့ထွက်ဆိုထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်ကိုယ် VPN free သုံးနေဆိုရင်ကိုယ့်ရဲ့ဒီဘန်ကတ်ငွေပေးချေတာတို့ဒီ KB သုံးတာတို့ WeChat သုံးတာတို့အဲ့လိုမျိုးတွေကိုVPN free ဖွင့်ပြီးမသုံးပါနဲ့ပိတ်ပြီးသုံးပါမဟုတ်ဘူးဆိုရင်မင်းရဲ့အချက်အလက်တွေ100ခိုင်နှုန်းပါသွားဖို့အရန်ကိုစိုးရင်ရတာဖြစ်ပါတယ်ကိုက VPN အဲ့လိုမျိုးတကယ်ကိုကဒီအခုဆိုရင် TikTok တို့ Facebook တို့မှာပတ်စံရှာသူအများကြီးရှိလာတယ်နော်ကိုကအဲ့လိုမျိုးရှိတဲ့ TikTok တို့ဒီ Facebook တို့မှာအဲ့လိုမျိုးပတ်စံရှာနေသူတွေဆိုရင်ကျွန်တော်အနေနဲ့အကြံပေးချင်တာကဒီငွေပေးချေပြီးတုံးလို့ရတဲ့ Big VPN တွေတုံးမှာအကောင်းဆုံးပဲလို့ကျွန်တော်လည်းအကြံပေးချင်တာမဟုတ်ဘူးဆိုရင်မင်းရဲ့ဒီ free တုံးပြီးတော့အမျိုးဘန်ကအချက်လက်တွေကိုတုံးနေတယ်ဆိုရင်အခုလိုမျိုးဒီကြားဖြတ်တွေရဲ့လက်သေးကိုပါသွားမင်းရဲ့အချက်လက်တွေပတ်စံနေပါနဲ့ပတ်စံနေအကုန်လုံးပါသွားနိုင်တယ်